ရှင်ဘရင်ထက်ကြောက်ရမဲ့သူတခါမှတော့ဘိုးတော်ဘုရားကစဉ်းစားတော်မူတယ်ပေါ်ဦးဟာငယ်ကြုံရင်းမို့လားမသိငါကိုလည်းကြောက်ပုံမရငါကိုဘယင်လို့တော့မှတ်ထင်ရဲ့လားမသိဘူးသူပြောခြင်းရာပြောတော့တာပဲငါကိုမကြောက်ရင်ဘယ်သူ့ကိုကြောက်မလဲမေကြီးအောင်မဒီလိုနဲ့တနေ့နံနဲ့ညီလာခံအပြီးအတွင်းတော်မှာရှိနေစဉ်ဘိုးတော်ဘုရားကမေးလေတယ်ဟဲ့ပေါ်ဦးအာစားလျက်ပါဗျာငါဟာဘုံလက်ရုပ်အာနာသုံးဖြာသောအင်္ဂါနဲ့ပြည့်စုံတဲ့လက်နဲ့ဆက်ကြသခင်ရေမြင့်တနေ့ပြည့်ရှည်မင်းဆိုတာနင်သိတယ်မဟုတ်လားသိပါတယ်ဗျာနင်သိတယ်သာဆိုတယ်ငါကိုကြောက်ပုံမရဘူးဒီတိုင်းပြည်မှာငါထက်ကြောက်ရမဲ့သူနင့်မှာရှိသေးသလားရှိပါတယ်ဗျာဘယ်လိုမှန်လားပါရှင်မင်းကြီးထက်ကြောက်ရမဲ့သူရှိပါတယ်ဗျာငါထက်ကြောက်ရမဲ့သူဘယ်သူများလဲဟဲ့ပြောသားလူမိုက်ပါဗျာဘယ်လိုလူမိုက်ကိုငါထက်ကြောက်တယ်ဟုတ်လားမှန်လားပါဗျာဘာကြောင့်လဲကွမှန်လားပါရှင်မင်းကြီးဟာတိုင်းပြည်အုပ်ချုပ်သူဘရင်ဖြစ်တဲ့အတွက်အသိဉာဏ်ပညာကြီးမှကအမှားအမှန်ကိုဝေဖန်ပိုင်းခြားနိုင်စွမ်းရှိပါတယ်ဗျာလူမိုက်ကတော့စဉ်းစားချင်းချိန်ဉာဏ်မရှိပဲစိတ်ထင်ရာရန်ငါပြုမှုတတ်တဲ့အတွက်ရှင်မင်းကြီးထက်လူမိုက်ကိုပိုကြောက်ရပါတယ်ဗျာဒီတော့မှဘိုးတော်ဘုရားဟာပြုံးတော်မူလေတယ်မောင်မင်းပြောတာလဲဟုတ်သားပဲ